အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဒီဖုန်းကြီးဘုံနဂါကနော်ဘုံနဂါကဒီပလဲမြို့နယ်သတင်းကန်ကြီးရွာနော်အဲ့ဒီမှာဘုံနဂါကပိတ်မိနေတယ်လို့ကျွန်တော်နားလည်ထားတယ်ပိတ်မိနေပေါ့ဟုတ်လားသူတို့တစ်ဖက်ကထုတ်ပြမုံရဆိုရင်တော့ NUG PDF ပူပေါင်းတပ်ဖွဲ့တွေကဘုံနဂါရှေ့မြောက်ကိုရောက်ဝိုင်းပြီးကြောက်ပိတ်မိအောင်ပိတ်ထားပြီးတော့ထွက်ပေါက်မရှိအောင်ပိတ်ထားတဲ့အချိန်မှာပဲဒီပလဲမြို့နယ်သတင်းကန်ကြီးရွာအဲ့ရွာကကျောင်းတိုက်ဆရာတော်ပေါ့နော်အဲ့ဆရာတော်ဦးအရိယဝန္တအဲ့ဆရာတော်နေပြီးတော့ဒါငကားကိုကဲထုတ်ပြီးတော့ခေါ်ပြီးတော့တမတော်ရဟရင်လာတယ်ဆိုရဟရင်ရှိကိုရအောင်ကဲထုတ်ပြီးသွားပြီးတော့တမတော်ရဟရင်လည်းဘုရားလွတ်မြောက်လာတယ်ပေါ့ဗျာနော် sorry လွတ်မြောက်လာတဲ့ခါကျတော့လွတ်မြောက်သွားတယ်ပေါ့လွတ်မြောက်သွားတဲ့ခါကျတော့အဲ့ဒီဖုန်းကြီးကဘုရားကိုကဲထုတ်ပေးရကောင်းလားဆိုပြီးတော့ဖုန်းကြီးကိုဒီပလဲနေဘက်ကလူတွေကပလဲ PDF ဖွဲ့တွေကအခုတော့ဖုန်းကြီးကိုဖမ်းထားတယ်သိရတယ်ဖမ်းထားပြီးတော့အခုဒီနေ့23ရက်နေ့ထိတော့မလွတ်သေးဘူးပေါ့ဗျာမလွတ်သေးဘူးဘာလို့လဲဆိုတော့21ရက်နေ့တော့ NUG ကိုဒေသခံပြည်သူတို့ကစာရေးသားပေးဖို့တောင်းဆိုတယ်ဒီဖုန်းကြီးကိုဖမ်းတဲ့ကိစ္စကိုပြန်လွှတ်ပေးဖို့ပေါ့ပလဲနေကဟိုဇော်ထက်တို့ဖွဲ့ကသူတို့ဖမ်းပါတယ်အဲ့တော့ပြန်လွှတ်ပေးပါသူတို့ဖုန်းကြီးကိုပြန်လွှတ်ပေးပါဆိုမျိုးပလဲဒေသခံတွေက NUG ကိုစာပို့တောင်းဆိုတယ်ဒါပေမဲ့ပြန်လွှတ်ပေးခြင်းတော့ဒီနေ့ထိမရှိသေးဘူးလို့သိရတယ်အဲ့တော့ဒီဖုန်းကြီးကိုတခုလုံးပြမှာဆိုတယ်ဒါပေမဲ့သူပလဲနယ်ဘက်က PDF ဖွဲ့တွေကဘာပြောလဲဆိုတော့ဟုတ်တယ်ငကားကိုဒီလိုကဲထုတ်ပေးလိုက်တယ်ဒီဖုန်းကြီးကိုစစ်မေးရရှိလို့သူတို့ခေါ်စစ်မေးတာပေါ့အဲသူတို့စစ်မေးရရှိစစ်မေးတာပေါ့ဘုန်းကြီးဘာမှမလုပ်ဘူးဆိုတဲ့သဘောမျိုးတော့ပြောတယ်ဘာမှမလုပ်ရင်တော့ဝမ်းသာပါတယ်စစ်တယ်မေးတယ်ဆိုတာလည်းဖုန်းကြီးကိုမေးတယ်စစ်တယ်ဆိုရင်ဘယ်လိုမေးမှလဲဘယ်လိုစစ်မှလဲပေါ့နော်သူတို့ဒီကောင်တွေရဲ့ဗီဇတွေနဲ့ဆိုရင်ကျွန်တော်တို့ဒီဖုန်းကြီးတစ်ပါးအထိကိန်းနာမှုဖြစ်သွားမှလားကျွန်တော်စိုးရင်ရတယ်ပေါ့နော်ဒါလည်းပလဲနယ်မှာဖြစ်သွားတဲ့ကိစ္စတွေနဲ့ဆက်ဆက်တာပေါ့နော်ဆိုတော့ဒီပေါက်ဘက်မှာလည်းခုနကလူငယ်တွေလက်နက်ချဆိုလူငယ်တွေဒီ PDF တွေရဲ့ရှင်တွေထွက်ပြေးတာပေါ့နော်ထွက်ပြေးတိုက်ပွဲဆက်မတိုက်တော့ပဲနေတဲ့ကိစ္စတွေဒါတွေကတော်တော်လေးတော့ဒီဟိုမှာကြရဲရိုက်နေပေါ့နော်တစ်ဖက်ကပြောရင်တော့တေချာတာကသူတို့တစ်ဖက်မှာတော့ဖွဲ့စည်းတွေမှာတော့တေချာတာကသူတို့လူအင်အားလက်နက်အင်အားညော့နေလာပြီလူတွေလည်းသူတို့ရဲ့ဒီဒေါ်လာရေးဆိုတော့မယုံကြည်တော့ဘူးဆိုတော့တွေ့ရတယ်